teacher training just ကျွန်တော်တို့ certificate ပေါ့နိုင်ငံခြား တော့ကိုယ့်ရဲ့ဒီ source certificate ပုံမှန်လိုချင်လားအမြန်လိုချင်လား AACC မှာလိုချင်လားကျွန်တော်ဆောင်ရွက်ပေးပါတယ်အဲ့တော့ဒီ I'm also thinking about why how isn't it included Yeah. So our Myanmar teachers better than foreigners. review လည်းဖြေအစီအပြရမယ်ချက်ရှုလိုက်တော့ average salary of English teachers will be under Teaching in wise, English teaching English. to speakers အဲ့မှာဒါတော့ most popular destination ပေါ့နော် destination မှာဒါ educational institute တွေရှိတယ်ပေါ့နော်အဲ့သုံးခုရှိတယ်ဟာ Arab countries ပဲဒီနိုင်ငံတွေမှာတော့2000ကနေ4000 ဒေါ်လာလို့တော့ average ရှိတယ်ပေါ့နော်အဲ့ဒါ အခုလက်ရှိရှိတော့အာရှကိုတောင်းနေကြတယ်အဓိကပဲ Thailand, Vietnam, Cambodia လာစာတွေကတော့ Cambodia တော့2025 February update ကအဲ့တော့700 to 1500နော် Thailand ကဲဟုတ်ပါပြီ Thailand ကတော့ဘယ်လောက်လဲတဲ့နော်ဒါ2023ပေါ်ပြပါရဆိုလို့ရှိရင်တော့အလုပ်ကိုင် visa ရှောက်ဖို့ဆိုလို့ရှိရင်တော့ any graduate ဘွဲတစ်ခုခုရထားမှာဖြစ်ပါတယ်အဲ့တော့ဘွဲရပြီးသွားပြီဆိုလို့ရှိရင်တော့ any graduate ဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ့တော့ DSOL certificate ကျွန်တော်တို့ World DSOL certificate ကခုနပြောတဲ့နိုင်ငံတွေအားလုံးလက်ခံပြီးသားဖြစ်ပါတယ် registration တဲ့တာဒီ course module တွေကိုပြင်ဆင်တာအစအဆုံးဘာမှပူစံမလို့ပါဘူးအကုန်လုံးဆောင်ရွက်ပေးပါတယ်